ဓမ္မပဒတက္ကရာကိုလေ့လာနာယူကြည်ညိုလာကြတာကုမ္မာဂောသကတထေရဲ့အကြောင်းယနေ့ညဓမ္မရဏကုသိုလ်ရှင်များကတော့မန္တလေးမြို့ဥက္ကဋ္ဌင်တော်ထေထေကိုကျော်ကျူပြဗုဒ္ဓဂါရဝဖြင့်ဦးဇင်းတို့ရဲ့ဓမ္မသဘင်စတင်လို့ခေါ်လိုက်ပါပြီခဏဦးဇင်းတို့ဓမ္မပဒတက္ကရာကိုလေ့လာနာယူလာကြတာအပိုင်း36ကုမ္မာဂောသကတထေရဲ့အကြောင်းအပိုင်း16မှာဓမ္မရဏပြုထားတဲ့ကိုကျော်ကျော်လင်မမိမိမောမိသားတစုတို့ကကိုကျော်ကျော်လင်ရဲ့မွေးနေ့အလူနေအဖြစ်ဓမ္မရဏလည်းပြုသလိုဥစဉ်တိစောက်ထားတဲ့ဒီတူအာရောကြဒါနဆေးရုံအဲနောက်တော့ဆေးပရိသပင်တသိကြတဲ့ဒီလိုဆက်ကလှူဒန်းကြမကြမ်းမာကချမ်းသာသမျှအနှစ်သာရရှားလို့မရဘူးလူဘဝဘလောက်ပဲချမ်းသာမကြမ်းမာဘူးဆိုရင်ချမ်းသာသမျှအနှစ်သာရမရှိဘူးချမ်းသာလို့စားပွဲတောက်ဖွယ်ရာတွေများပေမဲ့မကြမ်းမာတဲ့ပုဂ္ဂိုလ်ကအိပ်ရတဲ့လဲနေစားခြင်းတွေတောက်ခြင်းတွေမရှိဘူးပေါ့ချမ်းသာလို့ဝေကောင်းစားလာတွေအများကြီးရှိထားပေမဲ့လို့မကြမ်းမာဘူးဆိုဝိရှင်စိတ်မရှိဘူးပေါ့အဲကြောင့်ချမ်းသာပြီးရင်လည်းကြမ်းမာဖို့လိုတယ်တဲ့ချမ်းသာပြီးကြမ်းမာဖို့လိုတယ်ချမ်းသာခြင်းနဲ့ကြမ်းမာခြင်းအကျိုးနှစ်မျိုးကိုတခုတည်းလှူယုံနဲ့ပြည့်စုံခြင်းပါတယ်ဆိုရင်တော့ဆေးအလှပဲအနေမွေးနေ့ရှင်ကိုကျော်ကျော်လေးဆေးအလှကိုမွေးနေ့မှာလှူဒန်းခွင့်ရခြင်းဟာလှူဒန်းခြင်းဟာကျမ်းမာခြင်းနဲ့ချမ်းသာခြင်းအကျိုးနှစ်မျိုးကိုငါတပြိုင်တည်းရစေနိုင်တဲ့ကောင်းမှုပြုခွင့်ရပြီလို့ဒီလိုလည်းပဲကျေနပ်ပါမွေးနေ့မွေးရဲ့ကုသိုလ်ဆက်ကမပြတ်သိခါလွန်ကြမ်းပါ၏မွေးနေ့မွေးရဲ့မှာကုသိုလ်ဆက်ပြီးအလွန်ကြမ်းပါရေးကောင်းစေတဲ့တတ္တိရှိတယ်ချမ်းသာခြင်းလည်းဖြစ်စေတယ်ဘာနဲ့လားသရတူတယ်လဲမေးရင်နန္ဒာအစလာဇမ်းမလည်းလပြီတိုင်အောင်လအယောင်သည်ထုံးပြောင်သောအားနေတိုင်းဘွားတို့အလားတူကြောင်းဒါနာဟောင်းနဲ့ပေါင်းမိသောထွေးများလေလေတဲ့လူဘဝရလာကြတာဥစဉ်တို့တွေကုသိုလ်ကောင်းမှုကြောင့်ရလာတာတော့သိကြပါရဲ့ကောင်းမှုမရှိဘဲနဲ့လူဖြစ်ဖို့မဖြစ်နိုင်လူဖြစ်လာပြန်တော့လည်းပဲကောင်းမှုရှိတာတော့ဟုတ်ပါရဲ့ကောင်းမှုဘယ်၍ပဲများရှိလာတယ်ဆိုတာကြတော့လူတိုင်းမသိကြဘူးဥမာဒါဝနာကောင်းမှုဘယ်လောက်ရှိသလဲသီလကောင်းမှုဘယ်လောက်ရှိသလဲဘာဝနာကောင်းမှုဘယ်လောက်ရှိသလဲဒါမျိုးဆိုဥစဉ်တို့တွေမသိကြမသိတဲ့အတွက်ဒါကြောင့်ဟိုဘဝကပြုတ်ကြတဲ့ကောင်းမှုနဲ့ဒီဘဝပြုတဲ့ကောင်းမှုပေါင်းစုပြီးဆက်ဆက်ပေးလိုက်မွေးနေ့မွေးရဲ့ကုသိုလ်ဆက်ကမပြတ်သိခါလွန်ကြမ်းမှာဆိုတာအဲ့ဒါပြောဘာနဲ့လားသရတူတုံးဆိုတော့အနာရနန္ဒာအစလာဇမ်းမလေလာဇမ်းသုံးရက်ကစပြီးတော့မြင်ရတဲ့လကောင်းကင်ကိုမော့ကြည့်တော့3ရက်ညနဲ့4ရက်နဲ့ပေါင်းလိုက်ရင်3နဲ့4ပေါင်းပြီးရင်4ရက်ကပိုတောက်တဲ့4နဲ့5ပေါင်းပြီးရင်5ရက်ကပိုတောက်တဲ့5နဲ့6ပေါင်းပြီးရင်6ရက်ကပိုတောက်တယ်တဲ့ဒီတိုင်းပဲဘဝဟောင်းကပြုခဲ့တဲ့ကောင်းမှုနဲ့ဒီဘဝကောင်းမှုနှစ်ခုပေါင်းပြီးလေလေဘဝဟာကြီးပွားတိုးတက်လေလေကောင်းမှုနှစ်ခုပေါင်းပြီးလေလေချမ်းသာလေလေကောင်းမှုနှစ်ခုပေါင်းပြီးလေလေအသက်ရှိလေလေပဲလို့ဒီလိုမှတ်ရမယ်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့လက်ထက်ကသတိမောင်နှံ2ယောက်သူတို့ကိုးကွယ်တဲ့ဆရာထံသွားပြီးတော့သားလေးနဲ့အတူရှ िख ိုးကြဖေဖြစ်ကိုတော့လည်းပဲသက်ရှိပါစေကျမ်းပါပါစေဒုက္ခိတာဟောတာဒုက္ခမုံစထပေါ့မေရှိကိုတော့လည်းဒီတိုင်းပဲအသက်ရှိပါစေဒုက္ခကလွတ်ကင်းပါစေချမ်းသာပါစေမိဘနှစ်ပါးရှိခိုးပြီးသားလေးရှိခိုးခိုင်းတော့သားလေးဥတော်လို့ဆိုတော့သားလေးကရှိခိုးတယ်သားလေးရှိခိုးတော့ကြတော့အဲ့ဒီမှာမွေးကစားကလေးလေးရှိခိုးခိုင်းတယ်လက်အုပ်နှစ်ဖက်နဲ့ကလေးလေးရှိခိုးတော့ပုံသားကြီးကစုမပေးဘလို့ကြောင့်စုမပေးတယ်လဲမိဘနှစ်ပါးရှိခိုးတော့ကြတော့သက်ရှိပါစေကျမ်းပါပါစေစုပေးပြီးတော့သားလေးရှိခိုးတော့စုမပေးဘူးပေါ့အဲ့လိုပြောတဲ့အခါ
ပုံနာကြီးကငါစုပေးလေမင်းကလေးအသက်ရှင်မှာမဟုတ်ဘူးတဲ့နောက်9ရက်နေရင်သေမဒီကလေးကဟာဒါဆိုကျွန်တော်သားလေးအသက်မသေးရအောင်ဘလို့ကောင်းမှုတွေလုပ်ရမလဲဘာလုပ်ရမလဲလို့ပြောတော့ကောင်းမှုတော့ငါမသိဘူးကွယ်တဲ့9ရက်ပဲအသက်ရှင်မှာတော့ငါသိတယ်အဲ့တော့9ရက်ကနေကြော်လွန်ပြီးအသက်ဘလို့ရှင်အောင်လုပ်ရမလဲသိချင်တော့ဘုရားစီသွားဆိုတော့မြတ်စွာဘုရားစီသွားကြမြတ်စွာဘုရားစီသွားတော့ပုံနာကြီးရှိခိုးလဲဘုရားကသက်ရှိပါစေကျမ်းပါပါစေပုံနှင်းမကြီးရှိခိုးလဲဒီတိုင်းပဲစုပေးတယ်ကလေးလေးဥတော်လို့ရှိခိုးခိုင်းတော့မြတ်စွာဘုရားလဲစုမပေးဘူးဟာရှင်ဘုရားဘာဖြစ်လို့တပည့်တော်သားလေးကိုစုမပေးသလဲမင်းသားလေးကငါစုပေးလည်းမရဘူးတဲ့မင်းသားလေးကအဲ့ဒါနောက်9ရက်နေရင်သိမယ်ပေါ့ဒါဆိုအသက်ရှင်ကြောင်းကောင်းမှုမြတ်စွာဘုရားမရှိဘူးလားတပည့်တော်သားလေးအသက်ရှင်အောင်ဘယ်လိုလုပ်ရမလဲဆိုပြီးတော့မြတ်စွာဘုရားထံရောက်တော့မြတ်စွာဘုရားကအဲ့ဒီမှာတန်ဃာတွေပြင့်ပြီးတော့အိမ်မှာပိတ်ရောခိုင်း9ရက်မြောက်နေ့မှာမြတ်စွာဘုရားကိုယ်တိုင်ကြွ9ရက်မြောက်နေ့မှာမစားခွင့်ရထားတဲ့ဘလူမကကလေးလေးကိုအဲ့ဒါစားမလို့လာလိုက်တာဖယားနဲ့တန်ဃာတွေကြွလာတော့တကိုးကြီးတဲ့နတ်တွေကလာဖူးကြတော့တကိုးနဲ့နတ်တွေဝေးရောက်သွားတော့အဲ့ဒီမှာစားခွင့်မရတော့ဘူးလေ9ရက်အတွင်းမှာစားရမယ်9ရက်ပြည့်ရင်သက်တမ်းကုန်သွားပြီဆိုတော့ဘလူးမှစားခွင့်မရတော့ဒီကလေးလေးအသက်ရှည်သွားဘာနဲ့ဆက်ပေးလိုက်တယ်လဲကောင်းမှုနဲ့ဆက်ပေးလိုက်တာဟာရှင်ဘုရားတပည့်တော်သားလေးရှ िख ိုးဘုရားရှ िख ိုးမင်းဘုရားဆိုရှ िख ိုးတော့မြတ်စွာဘုရားကအဲ့ဒီမှာအသက်ရှည်ပါစေစုပေးတယ်ဘယ်လောက်ဒီအသက်ရှည်မလဲလို့မြတ်စွာဘုရားကိုလျှောက်တော့မြတ်စွာဘုရားက120ရှည်လိမ့်မယ်တဲ့ဒီလိုပြောခဲ့ဘူးတယ်အဲ့တော့ဟိုဘဝကကောင်းမှုက9ရက်လောက်ရှည်မဲ့ဟာဒီဘဝကောင်းမှုနဲ့ဆက်ပေးလိုက်တော့120အထိရှည်သွားတယ်ဒါပြောတာအဲကြောင့်ခဏမွေးနေ့ရင်ကိုကြောလွင်မိမိရဲ့မွေးနေ့မှာဆေးရလူနဲ့တူဓမ္မရဏကောင်းမှုပြုခွင့်ရခြင်းဟာငါအသက်ရှည်ရအနာမေကြောင့်ကောင်းမှုကိုပြုခွင့်ရပြီလို့ဒီလိုနားလည်ပြီးကျင့်တတ်ပါဟုတ်ပြီခဏညမှာဦးဇင်းတို့ဟောဖို့ရာကဘာလဲမေးရင်ကုံပါဂောတကရဲ့အကြောင်းအပမရဝဲရဲ့ဒုတိယဝတ္ထုပေါ့ဩဒနာဝတ္တောတတိမတောသူစီကမ္မတာနိသမကာရိနောတေညတတဓမ္မဇီဝိနောအပမတတယသောဘိဝတတိတိဩဒနာဝတ္တောထကြွလုံးလဝရိယရှိပေထသောတတိမတောတတိလည်းရှိတတ်သောသူစီကမ္မတာကာယကံမှုစင်ကြယ်ပေထသောနိသမကာရိနောသုသစင်ခြင်းသုံးသပ်လေးရှိပေထသောသေညတတကိုယ်တော်နှလုံးဆောင်သုံးလေးရှိပေထသောဓမ္မဇီဝိနောတရားနှင့်အညီသမွေးလေးရှိပေထသောအပမတတမမေ့မလျော့သောသူအားရသောချွေရန်ကြောသောချမ်းသာခြင်းတို့သည်အပိဝတ္တိတဏိတခြားဒီရလာကဲ့သို့တိုးပွားတယ်ရဲ့လို့ဘဂဝါဘုန်းတော်6ပါးသခင်ဘုရားရှင်ကိုရောမြတ်ကမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဟောကြားတော်မူတဲ့ကြီးပွားရေးလမ်းညွန်ချက်တွေမြတ်စွာဟောနေတဲ့ထဲမှာခဏဒီကာတာဒီတရားလဲတာဘုရားဟောတဲ့ကြီးပွားရေးလမ်းညွန်ချက်လို့ဒီလိုပြောရကြီးပွားခြင်းတဲ့ပုဂ္ဂိုလ်ချမ်းသာခြင်းတဲ့ပုဂ္ဂိုလ်ကထကြွလုံးလဝရိယရှိရမယ်တတိရှိရမယ်ကာယကံမှုစင်ကြယ်ရမယ်အစင်စစ်စားစားချင်းချင်းလှုပ်တတ်ရမယ်ကိုယ်တို့နှလုံးကိုလည်းပဲစောင့်သုံးရမယ်ဓမ္မနဲ့အညီသက်ဝေးရမယ်မမေ့မလျော့ဘူးတဲ့ဤငါ9ပါးနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်မျိုးဟာမြတ်စွာဘုရားကအမြဲတစေချမ်းသာပါတယ်တဲ့ဒီလိုပြောအမြဲတမ်းကြီးပွားမဲ့ပုဂ္ဂိုလ်ပဲလို့ဒီလိုပြောတယ်ဘုရားတို့တွေသူတော်ကောင်းတို့တွေဘဝဟာတယောက်တည်းနဲ့ယက်တည်လို့မရလူဟာတဦးတယောက်တည်းယက်တည်လို့မရဘူးအပေါင်းအသင်းနဲ့တငယ်ချင်းနဲ့လှုပ်ဖို့ကင်ပဲနဲ့ဒီလိုမျိုးတွေနေကြရတယ်အဲ့လိုနေကြရတဲ့အခါမှာတချို့လူအမျိုးမျိုးဆိုသလိုပဲတချို့ကရည်မှန်းချက်ရှိတယ်တချို့ကရည်မှန်းချက်မရှိဘူးရည်မှန်းချက်မရှိဘဲနဲ့ဘဝကြီးပွားသွားမယ်တိုးတက်သွားမယ်ချမ်းသာသွားမယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့ဘဝ
လူဖြစ်ရကြိုးမနှက်ဘူးတဲ့ဤမှန်းချက်မရှိတဲ့ပုဂ္ဂိုလ်ရဲ့ဘဝလူဖြစ်ရကြိုးမနှက်စာယုံတောက်ယုံပျော်ပါယုံလောက်လေးနဲ့ဘဝကျင့်တတ်ပြီးတော့နေတယ်မဆိုရင်လည်းအဲ့ဒါမြတ်စွာဘုရားဘဝဟာတန်ဖိုးမရှိအဲ့တော့လူဘဝဆိုတာတန်ဖိုးရှိခြင်းနဲ့ဆိုရင်ဘာလို့ရမလဲလို့မေးရင်ကတိညုတကတဝေရီမိမိကြီးပွားနေတဲ့ချမ်းသာနေတယ်ဆိုတာအကြောင်းတစ်ခုခုတော့အထောက်ပံ့ရှိကိုရှိတယ်ပတ်ဝန်းကျင်ကရှိရတဲ့ပတ်ဝန်းကျင်အသက်ရှိပဲဖြစ်ဖြစ်သက်မဲ့ပဲဖြစ်ဖြစ်ကျေးဇူးမကမ်းရဘူးတဲ့ကျေးဇူးဆက်ရမယ်လို့ဒီလိုပြောအကြီးပွားခြင်းတဲ့ပုဂ္ဂိုလ်တွေအတွက်ပေါ့ကျေးဇူးဆက်ရအသက်ကြီးအဖြစ်ကျေးဇူးဆက်ခြင်းနဲ့ဆိုရင်ဥပမာဆိုကြပါစို့ကိုယ့်ရဲ့မြင့်နေတဲ့ပုဂ္ဂိုလ်ဆိုရင်ပူဇော်သောအဖြစ်ကျေးဇူးဆက်ကိုယ်နဲ့တန်းတူပုဂ္ဂိုလ်ဆိုရင်ပံ့ပိုးသောအဖြစ်ကျေးဇူးဆက်ကိုယ်နဲ့နှိမ့်ကြနေတဲ့ပုဂ္ဂိုလ်တွေ့ခဲ့မယ်ဆိုရင်လည်းပဲအဲ့ဒီပုဂ္ဂိုလ်မျိုးကကိုယ့်ဘောမှာကျေးဇူးရှိရင်သူ့ဘောမှာချီးမြှောက်သောအဖြစ်ကျေးဇူးဆက်ကျေးဇူးဆက်နည်းသုံးနည်းပေါ့လောကကြီးထဲမှာပေါင်းသင်းဆက်ဆံတဲ့ပုဂ္ဂိုလ်တွေကကိုယ့်ရဲ့သာသူရှိမဲ့တန်းတူရှိမဲ့နှိမ့်ကြသူရှိမဲ့ဒီသုံးမျိုးပြည့်မလို့ကိုယ်ရဲ့မြင့်တဲ့လူသားတဲ့လူကိုရှ िख ိုးဥချပူဇော်ခြင်းအပြင်မလုပ်ရမယ်ကျေးဇူးဆက်ရကိုယ်နဲ့တန်းတူဆိုရင်ပံ့ပိုးသောအပြင်ကျေးဇူးဆက်ရကိုယ်ရဲ့နှိမ့်ကြတဲ့ပုဂ္ဂိုလ်ဆိုရင်တော့ချီးမြှောက်သောအပြင်ကျေးဇူးဆက်ရမယ်အဲ့လိုကျေးဇူးဆက်တဲ့အခါမှာတစ်တရားတရားနဲ့အတူဥဋ္ဌာဏထကြွလုံးလဝရိယရှိရနှစ်ကတတိမတော်တတိရှိရသုံးကသုစိကမ္မကာယကံမှုစင်ကြယ်ရမယ်ကျေးဇူးတော်ဆက်တယ်ကာယကံကမစင်ကြယ်ဘူးသတ်ဖြာပြီးတော့ခိုးလူရက်ကာမဂုဏ်နေကျွလွန်ပြင်းမာထားတဲ့ပုဂ္ဂိုလ်မျိုးမဖြစ်စေရဘူးပေါ့နောက်တကနိသမကာရီနောစူးစမ်းတဲ့စိတ်စင်ញင်တဲ့စိတ်ဒါတွေလည်းရှိရမယ်စူးစမ်းစင်ញုံလို့တဲ့စိတ်ပညာတတ်တာကိုနှုတ်နှလုံးကိုလည်းပါဇက်ကိုလည်းထိရမယ်စိတ်ကိုလည်းထိရမယ်ပေါ့ဒါကိုပြောဓမ္မဇီဝီနောတရားနဲ့အညီသက်မွေးရမယ်သူမြတ်ကျေးဇူးဆက်ခြင်းတဲ့ပုဂ္ဂိုလ်ကကိုယ်တိုင်ကတရားနဲ့အညီသက်မမွေးဘူးမတရားတာနဲ့အသက်မွေးမယ်ဆိုရင်ဒါတကယ်ကျေးဇူးဆက်ရမရဘူးပေါ့အဘမတ္တတမမေ့မလျော့တဲ့တတိတရားနဲ့ရှိရမယ်မမေ့မလျော့တဲ့ပုဂ္ဂိုလ်ဟာအဲ့ဒီအရေးချင်း9ရက်နဲ့ပြည့်စုံပြီဆိုရင်မြတ်စွာဘုရားကယသောဘိဝတတိတိတဲ့အချမ်းရံကြောသောစိစဉ်ဥစ္စာယရဏတွေဟာတနေ့တခြားဒီရေလာခဲ့သို့တိုးတက်ပါတယ်တဲ့ဒီလိုပြောဒီတရားကိုမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဘယ်မှာဟောတယ်လဲလို့မေးရာဇကြိုပြည်ဝေလုဝန်ကျောင်းမှာနေတော့ငါဟောရသော်ဘုရားရှင်ကိုရောမြတ်ကြီးရာဇကြိုပြည်ဝေလုဝန်မှာနေတော့ငါအဲ့ဒီရာဇကြိုမှာအဟိဝါဒရောဂယင်နာယောဂဆိုတာဖြစ်တယ်ဆိုလိုတဲ့ဘက်ကရင်ကောင်းနေတောင်ပဲအဲ့ဒီယောဂဖြစ်ရင်မလွတ်ဘူးတဲ့ရင်ကောင်းတွေကစသိစေနိုင်တယ်အဲ့ဒါကြောင့်ရင်နာယောဂလို့ဒီလိုလဲခေါ်နောက်တကဒီယောဂဖြစ်ပြီးဆိုရင်ကောင်းတွေကစပြီးတော့ကျွဲတွေနွားတွေခွေးတွေတရိစ္ဆာန်တွေအဲ့ဒါတွေပြီးအိမ်မှာလှုပ်တဲ့လူတွေနောက်ဆုံးတော့အိမ်ပိုင်ရှင်တွေဒီလိုအစဉ်တိုင်းသေတတ်လို့လည်းပဲရင်နာယောဂဒီလိုခေါ်တယ်အဲ့ဒီကုသယောဂကတ်ဆိုးပေကြီးရာဇကြိုမှာဆက်ရောက်လာတယ်အဲ့ဒီယောဂဆိုးလိုက်တာများကုသမြန်လိုက်တာများလေတဲ့ဘယ်လောက်ထိမြန်တယ်လဲလို့မေးအိမ်ထဲမှာနေရင်အိမ်ရှိကိုမပြေးနဲ့အိမ်နောက်ကနေထွက်ပြေးအဲ့ဒါမှတော့လွတ်တယ်အိမ်ရှိကပြေးရင်ကိုယောဂကုခါတယ်မလွတ်ဘူးတဲ့အဲ့တော့အိမ်ပိုင်ရှင်တွေတထေးကြီးလင်မယားရာဇကြိုတထေးဇနီးမောင်လားယောဂကုသခံရတော့သူတို့မှသားလေးတစ်ယောက်ရှိသားလေးကိုပြောတယ်ငါသားဒီယောဂကလေအိမ်နောက်ဖေးကနေတန်းပြီးတော့နိုင်ရန်ဖောက်နောက်တကားဖွင့်နိုင်ရန်ဘောကနေကြော်ခွပြီးမင်းပြေးတော့တဲ့မပြေးရင်တော့မင်းဒီမှာသေလိမ့်မယ်ငါတို့ကအသက်ကြီးပြီစည်းစိမ်နေစောင့်ရှောက်ရင်းနဲ့သေလိုကလည်းသေမသေလိုကလည်းပဲဒီမှာမင်းကိုစောင့်ရင်းနဲ့နေမယ်တကယ်လို့သေခဲ့မယ်ဆိုရင်လည်းမင်းအတွက်ဆိုပြီးတော့
ယရနာတွေအဲ့ဒီမှာဂတိ40ဂတိ40ကိုမြေကြီးတဲ့မြုပ်ထားပြီးတော့သားလေးကိုအဝိပြေခိုင်းသားလေးဝိပြေခိုင်းတော့သားလေးကမပြေးလို့ဘူးပေါ့ဒီနေရာမှာမိဘတွေကလည်းပဲသားလေးရဲ့အကျိုးမျှော်ကိုပြီးတော့မှပြေးဖို့ရန်အတွက်ဖြောင်းပြပြီးတော့ပြောတော့မှအဲ့ဒီကလေးလေးကပြေးတာဟောဦးဇင်းတို့ငယ်ငယ်တုန်းကတော့ဒီတရားကိုနာဘူးတဲ့ဇာတိကံဆရာတော်ဟောမေမေနှင်ထုတ်တေးတပုတ်ဆိုတာအမေဖြစ်သူကသားကိုချစ်တာအချစ်စစ်ပေါ့ဗျာချစ်လွန်းလို့အဲ့မှာရင်ကုန်ထဲမှာပိုက်ထားမယ်ဆိုရင်ဒီသားသေးတော့မှာပဲသားကိုချစ်တာသားရေးတဲ့ဝေးဝေးပြေးဆိုပြီးတော့ပြေးခိုင်းသားကလည်းဘိုက်မှာဘာဖြစ်တော့မေးလိုက်တော့အမေစကားနားထောင်ပြီးတော့ပြေးလိုက်တာတခြားရတခြားဒေသကိုရောက်ပြီးတော့နေလိုက်တာအဲ့ဒီမှာ12နှစ်ကြာ12နှစ်ကြာတော့ဒီကလေးလေး10နှစ်သားကထွက်ပြေးရင်12နှစ်ကြာတော့22နှစ်ပေါ့ဒီကလေးလေး15နှစ်ကနေထွက်ပြေးမယ်ဆိုရင်29နှစ်ပေါ့ပြေးတဲ့ရွယ်ဘယ်ရွယ်တော့မသိဘူးပြန်ရောက်တဲ့ချိန်မှာဟိုမှာထွက်ပြေးသွားတဲ့ချိန်12နှစ်ကြာ12နှစ်ကာလဟိုမှာနေပြီးဒီကိုပြန်လာလိုက်တော့အရွယ်ရောက်နေတဲ့ကလေးဆိုနှကမ်းမွေးတွေပပြိုင်းမွေးတွေဒါမျိုးတွေဖြစ်လာမှာပေါ့လူကြီးပုံစံဖြစ်သွားတဲ့အခါမသေးပဲကြံရခဲ့တဲ့လူတွေကတယောက်မှသူ့ကိုမမှတ်မိဘူးသူ့ရဲ့ဆွေမျိုးသားချင်းတွေလှည့်ကြည့်တော့လဲတယောက်မှမရှိတော့အဲ့တော့သူ့သိတဲ့လူမရှိတော့တဲ့ရာဇကြိုပြည်ကြီးမှာမိဘနှစ်ပါးကမြုပ်နှံထားတယ်ဆိုတဲ့နေရာကိုယရနာတွေသွားကြည့်တော့ဂရေ40ဟာတခုမှရုပ်လျော့တာမရှိဘဲနဲ့အကုန်လုံးပြည့်ပြည့်စုံစုံရှိနေတယ်အကုန်လုံးပြည့်ပြည့်စုံစုံရှိနေတဲ့ဒီယရနာတွေကိုဒီကောင်မဂောတကလို့ခေါ်တဲ့ကောင်လေးကသွားကြည့်တယ်သွားကြည့်ပြီးတော့ပြည့်ပြည့်စုံစုံရှိနေတာသူလည်းသိလိုက်ရောဘာဖြစ်တော့မေးလိုက်တော့သူစဉ်းစားတယ်ငါ့ကိုဒီမှာသိတဲ့လူတယောက်မှမရှိပဲဒီမြေကြီးတွေကယရနာတွေထုတ်သုံးမယ်ဆိုရင်လူတွေကငါ့ကိုကဲ့ရဲ့ကြလိမ့်မယ်ရှုံချကြလိမ့်မယ်အလုံးမလို့ပဲနဲ့ငွေတွေယူပြီးအချိန်ကုန်ပြန်ဖြုံးတဲ့ပုံကိုဆိုဒီလိုထင်သေးမှာဒီလိုထင်သေးတာတဲ့ဘယ်ကနေဖမ်းပြီးတော့မှငါ့ကိုရေးယူမယ်ဆိုရင်ငါလေးဒုက္ခရောက်ဒါငါပြည့်စည်ပါဆိုပြီးတော့ငါမှသက်သေသက်ခါရဘလို့ပြမလဲအမျိုးမျိုးစဉ်းစားတယ်ဂရေ40ဟာမိဘအမွေတော့မှန်တယ်ဒါပေမဲ့သူ့ရဲ့စိတ်ထားလေးကဘာလေးလဲမေးမိဘမေကိုအမွေခံရမှာတော့မှန်ပါရဲ့ဒါပေမဲ့အဲ့ဒီအမွေတွေကိုသူကငါလုံအားတစ်ခုမှမပါဘဲနဲ့ထိုင်သုံးရမယ်ဆိုရင်ငါတပြားမှမတန်သေးဘူးဒီလိုလဲတွေးတယ်လူငယ်တယောက်ရဲ့အတွေးအဲ့တော့ငါဟာအလုတ်လုတ်ပြီးတော့ရိုးသားတဲ့ဂုဏ်တွေပြပြီးတော့ငါရဲ့ပစ္စည်းတွေထုတ်သုံးဖို့အချိန်မတန်ခင်မှာဆင်းရဲသားတယောက်တစ်ပွဲငါကိုယ့်လက်ကိုယ့်ချင်နဲ့လှုပ်လက်ကင်ပြီးတော့မှငါစားမယ်ဆိုပြီးတော့မိဘရဲ့အမွေနှစ်ကိုလုံးဝမထိပဲနဲ့ကိုယ်ကိုယ်တိုင်ကြိုးစားပြီးစားဖို့ကြိုးစားတယ်ဗျာကြီးကျူဖို့ကောင်းတယ်လူငယ်လေးတယောက်နေနဲ့အဲ့တော့ရာဇကြိုမျိုးထဲမှာလှုပ်လက်ကြတယ်ဘယ်မှာလှုပ်ရမလဲလို့လှည့်ပြီးတော့ရှာလိုက်တော့လူသမားတွေဝန်ထမ်းတွေများစွာနေတဲ့နေရာအဲ့ဒီမှာအလုပ်ရဘာအလုပ်လဲမေးလိုက်တော့စောအောရေးသမားပေါ့မနဲ့စောစောထားပြီးတော့သူများတွေမထခင်မင်းရစောစောထဆုံးချက်ချိန်တန်ပြီဆိုပြီးတော့ဆုံးချက်တဲ့ပုဂ္ဂိုလ်တွေအတွက်အော်ပေးအလုပ်သွားမဲ့ပုဂ္ဂိုလ်တွေအတွက်အလုပ်ခွင့်ဝင်ချိန်တန်ပြီအလုပ်ချိန်သွားဖို့တန်ပြီဆိုပြီးတော့ဒါလေးအော်ပေးဆိုမနဲ့4 နာရီလောက်တော့အနည်းဆုံးသူထထအော်ရမှာပေါ့သူတော်ကောင်းပေါင်းတို့အခုချိန်ဟာနည်းနည်းမိုးတော့အလင်းရောက်ခံနေပါပြီမနဲ့အာယုံစွန်းချက်မဲ့ပုဂ္ဂိုလ်များတွေအချိန်ဟာအချိန်ကောင်းပါအိယာကထတော်မူပါဒါမျိုးလေးတွေအော်တာအော်လိုက်တော့အဲ့ဒီမှာဗိမိတာရာမင်းကြီးကသူ့ရဲ့ကိုယ်ရုပ်ပြက်ပြီးတိုင်းပြည်ထဲမှာစနိနာတိုင်းလူပြည်သားတွေဆင်းရဲမှုချမ်းသာမှုကိုတကယ်သိသိကြကြသိကျင်တာနဲ့တိုင်းလူပြည်သားတွေအကြောင်းလေးလာဖို့တော့သူကအနက်မြို့ထဲမှာရောက်မနဲ့စောစောထားပြီးတော့လူတွေထားကြဖို့စောဩတဲ့အတန်ကြားလိုက်တော့ဟာဘုရင်ကပြောတယ်ဒါတထေးအတန်ပဲတဲ့ဒီလိုပြော
ထေသံပဲဆိုတော့နတ်တော်ပြန်တော့ငါဒီအတန်ကြားတယ်ကွယ်တဲ့အဲ့ဒါတထေသံပဲဟောမမိတ်တံမျိုးသမီးတယောက်ကဘုရင်ကြီးရဲ့စကားလွဲခဲ့တယ်အဲ့တော့သွားစုံစမ်းပေးသမှာဆိုမျိုးသားတယောက်ကိုသွားစုံစမ်းလိုက်တော့ဟာမနဲ့အိယာထားဖို့လိုက်ပြီးတော့နှိုးတဲ့လူကဘယ်သူလဲစုံစမ်းလေ့လာကြည့်လိုက်တော့အဲ့ဒီမှာကုမာဂောသကအလုသမတန်ရမှာနေပြီးတော့သူများတဲ့အိယာထားဖို့မနဲ့စောစောထပြီးစောဩရတဲ့လူဖြစ်ဟာတထေမဟုတ်ဘူးပေါ့ဘုရင်ကြီးပြန်ပြီးတော့သရဥတင်နောက်တကဘုရင်ကြီးတကကြားတယ်ဒီအတန်ကတထေသံပဲဒီလိုဖြစ်ပြန်ဒုတိယကြိမ်တကစုံစမ်းတော့လဲဒီတိုင်းပဲတထေမဟုတ်ဘူးစင်ရတာတရားတတိယကြိမ်မြောက်ရောက်တော့အမျိုးသမီးကဘုရင်ကြီးရဲ့စကားချွတ်ချော်ခဲ့တယ်ငါကိုယ်တိုင်စုံစမ်းမယ်ဆိုပြီးတော့သူ့မှာသမီးလေးတယောက်ရှိသမီးငါနဲ့လိုက်ခဲ့ဆိုပြီးတော့ညီဒီလိုကျင့်သုံးရမယ်ဘုရင်ကြီးစကားလွဲခဲ့တယ်ဆိုသွားမယ်စုံစမ်းမယ်ဆိုပြီးတော့အဲ့ဒီမောင်မမျိုးသမီးကြီးကသမီးခေါ်ပြီးတော့ဘုရင်ကြီးနာကခွင့်ပန်ပြီးထွက်လာလိုက်ကုမာဂောသကနေတဲ့ရက်ွက်ကုမာဂောသကနေတဲ့နေရာသူရောက်သွားခီးသွားပါတဲ့တဲခိုရနားခိုရမရှိလို့တဲကိုကွင်လေးပြုပါနားကိုကွင်လေးပြုပါတိန်စဲတညတာအိတ်ခွင့်ရဖို့လှည့်ပြီးတော့တောင်းပါလှည့်ပြီးတော့ခွင်တောင်းတော့ဘယ်ရင်ကမှမပေးဘူးဟေးတို့ရင်လည်းပဲတို့လူနဲ့လူပြည့်နေတယ်နေကြမရှိဘူးနဲ့နောက်လူတယောက်ကညွန်တယ်ကုမာဂောသကကတယောက်ထဲနေတာခင်ဗျားတို့သားမီးတွေကတညတာနှစ်ညတာတဲဖို့ကတော့ကုမာဂောသကထံဆင်ပြေနိုင်တယ်ဒီလိုလွတ်တာကုမာဂောသကဒီလွတ်လိုက်တော့ကုမာဂောသကလေးကအဲ့ဒီမှာခွင့်ပြုလိုက်တယ်ပေါ့တညတူတူအိပ်ပြီးတော့ခွင့်ပြုရတဲ့အချိန်မှာပေါ့လေကုမာဂောသကလေးကမနဲ့စောသူကစောဩရေးလုပ်ပြီးတော့နေ့အလုပ်လေးနေတဲ့တောတဲ့ထွက်ပြီးတော့သူကအလုပ်ရှာသေးသွားသေးတယ်တောတဲ့သွားပြီးတော့ဝင်ငွေရအောင်သွားလုပ်ခံဒီမှာမျိုးသမီးကပြောတယ်ချက်ဖို့ပြုတ်ဖို့ပတ်စံလေးပါလေးပေးခဲ့ပါကုမာဂောသကမလုပ်ပါနဲ့ကျုပ်ပြန်လာမှကျုပ်ပါကျုပ်ချက်ပါမယ်မဟုတ်ဘူးငါတို့ကမင်းသွားတော့လှုပ်တို့ချက်ထားမယ်ဇွတ်တောင်းမှန်တယ်ဒါဆိုကောင်းပါပြီဆိုပြီးတော့ဟင်းချက်စရာလေးပတ်စံလေးပေးထားခဲ့အဲ့ဒီပတ်စံလေးတွေနဲ့ဝယ်ချမ်းပြီးတော့နန်းတော်ကလာတဲ့အမျိုးသမီးကြီးကနန်းတော်ချက်တဲ့အတိုင်းပဲတဲ့လိုတာတွေသူ့အတူဖြည့်ဝယ်ပြီးတော့နန်းတော်ထမင်းဟင်းပုံစံကြာနာနာစနစ်တကျကြာနာချက်ကောင်းမုံချက်ပြုတ်ပြီးကျွေးလိုက်တော့ကုမာဂောသကပြန်လာတဲ့အခါစားလိုက်တဲ့အခါကောင်းလိုက်တဲ့အရာသာငါဒီလိုရတာတစ်ခါမစားဘူးဘာဖြစ်သွားပြီလဲမင်းရတ္တတဏအဲ့ဒါဖြစ်အောင်မျိုးသမီးကလည်းတကယ်ချက်ကြွေးတာသူ့ကိုကောင်းအဲ့ဒါစားပြီးတော့တညအိပ်ပြီးတော့ကုမာဂောသကဒီရတာဆွဲလန်းနေပြီအဲ့ဒီမှာဒုတိယကျင်ခွင်တောင်းတယ်အေးကွယ်ငါတို့ရဲ့လုပ်ငန်းကိစ္စငါတို့ရှေ့ဆက်ဖို့ကလည်းစင်မပြေသေးလို့ဒီမှာတညနှစ်ညလေးဆက်အိတ်ခွင်ပြုပါထပ်တောင်းဒီမျိုးသမီးချက်တဲ့ထမင်းဟင်းလက်ရအလွန်ကောင်းတဲ့တွက်တာကြောင့်ကုမာဂောသကကလည်းပဲအဲ့ဒီမှာရတယ်တညနှစ်ညဆက်အိတ်ကြပါဆိုပြီးတော့အဲ့ဒီမှာခွင့်ပြုပြန်တာလေအဲ့လိုခွင့်ပြုလိုက်တဲ့အခါတညနှစ်ညဆက်အိတ်ပြီးတော့နောက်တော့ကုမာဂောသကပြင်သွားလှုပ်တော့အမျိုးသမီးကဘာလို့တော့မေးလိုက်တော့ကုမာဂောသကအိတ်တာကဟိုတုန်းကတော့သူကဟိုဘကျိုးဒီဘကျိုးလေးချီပြီးတော့ပခက်လိုဟာမျိုးလေးပေါ့ကျိုးလေးနဲ့အဲ့ဒီပေါ်မှာတက်ပြီးတော့အိတ်တာကုမာဂောသကအိတ်တဲ့အဲ့ဒီစဉ်အဲ့ဒီနေရာလေးကိုအမျိုးသမီးကတခါတည်းဓာတ်တွေနဲ့ခုတ်ဖြတ်ပြီးတော့ဖျက်ဆီးပစ်လိုက်တယ်ကုမာဂောသကပြန်လာတော့ဟောရကျုပ်အိတ်ရလေးမရှိတော့ဘလို့လှုပ်လိုက်တာတော့အေးကွယ်မင်းအပြင်သွားနေတော့ကလေးတွေလာပြီးတော့ဆော့လိုက်ကြတာငါတို့လည်းမပြောရဘူးအိမ်ကဖွန်ပြီးကုန်ခုတ်ဖြတ်သွားတယ်ဘယ်ကလေးတွေမှလည်းမသိဘူးဘယ်သူတွေမှလည်းမသိဘူးငါတို့ကလည်းဧည့်သည်တွေဆိုတော့မပြောရတာနဲ့ညီနေလိုက်ရတယ်ကွယ်အိမ်ခန်းကချင်းဒါဆိုကျွန်တော်ဘလို့အိပ်ရမလို့ဟိုမှာသူကပေါ်အိပ်သမီးနဲ့အမေကအောက်မှာအိပ်အဲ့တော့မေဖြစ်သူကပြောတယ်ဟဲ့သမီးညီတဲ့ကညီနေရာလေးနည်းနည်းကျဲတယ်မင်းအကိုကြီးတို့နေရာလေးနည်းနည်းခွဲပေးဆိုတော့တို့ပြောကြပါစို့ဂရင်တစ်ခုထဲမှာ
အဲ့ဒီမှာနေရာလေးတစ်ခုထဲမှာကိုမကောသကနဲ့စောသကအမျိုးသမီးကြီးရဲ့သမီးလေးနဲ့အတူတူအိပ်ဟာအတူတူအိပ်လိုက်ရတော့လူငယ်သဘာဝအဲ့ဒီမှာဖောက်ပြန်ပြီးကျူးလွန်ပြီးတော့အမျိုးသမီးလေးကငိုပြီးတော့အမေကိုပြောအမေပြောတော့အမေကလည်းဒီလိုပဲဆိုတော့အဲ့ဒီမှာဖြောင်းပြပြီးတော့သမီးရဲ့မငိုပါနဲ့သူ့ကိုငါမေးအောင်မယ်ဘာညာဖြောင်းပြလိုက်တော့သမီးနဲ့အဲ့ဒီမှာကိုမကောသကနဲ့ပေးစားလိုက်တာပေးစားလိုက်တော့ကိုမကောသကကလည်းဒီမျိုးသမီးကိုအမေကြီးတပွဲဆက်ဆံရင်ကြီးဆက်တယ်လေးမလေးဆက်ဆံတကယ်ကို့အမေရင်တယောက်လို့ဒီလိုခါတာရင်ကြီးတဲ့ကိုမကောသကနုညံ့သိမ်မွေးတဲ့ကိုမကောသကသူ့သမီးနဲ့ထိမ်းမြခွင့်ပေးလိုက်ပြီဆိုတော့အဲ့ဒီအိမ်မှာနေရင်းနဲ့တော်တော်လေးကြားလာတော့ဘယင်ကမိန့်ထုတ်တယ်တမျိုးလုံးတယောက်မှမနေရဘူးပွဲစမ်းသဘင်ကျင်းပါအဲ့ဒီမှာမုန့်တွေလုတ်ပြီးတော့ပူဇော်ကြမုန့်တွေလုတ်ပြီးတော့စားမယ်ပွဲမျိုးလုတ်တော့ကိုမကောသကစီပတ်စံတောင်းတယ်ကိုမကောသကတို့ပွဲအတွက်သုံးဖို့ပတ်စံလေးပေးမုန့်တွေပါတွေလုတ်ဖို့ထမင်းတွေဟင်းတွေချက်ဖို့တတ်တတ်ရသူများလုတ်သလိုလုတ်ဖို့အတွက်ပတ်စံပေးဆိုတော့ဟာကျုပ်ပတ်စံမရှိဘူးပတ်စံမရှိလို့မဖြစ်ဘူးပတ်စံမရှိဘူးဆိုညင်းလို့လည်းဘယင်ကမရဘူးဘယင်ရေးယူခံရမယ်ဒါဆိုဘယ်နဲ့လောက်ရမလို့မင်းမရှိဘူးဆိုသူများစီချီးရင်ချီးလို့ကျွန်တော်ပြန်မဆက်နိုင်မင်းဒုက္ခရောက်ချီးလို့ပြန်မဆိုင်နိုင်တာကကိုယ်အချင်းချင်းဖြစ်မှာတကယ်လို့မင်းကမပေးဘူးဆိုရင်ဘယင်ရဲ့ပြစ်ဒဏ်ကိုခံရမယ်ဟာအဲ့ဒီမှာသူစဉ်းစားလိုက်တဲ့အခါဘာလဲမေးလိုက်တော့သူများပစ္စည်းကလူရပြီးဒုစရိုက်နဲ့ကျူးလွန်မယ်ဆိုရင်လည်းပဲသူခံရအောင်မယ်မပေးဘဲနေဘူးဆိုရင်လည်းပဲသူ့မှာပြစ်တကယ်ရှိဘယင်ရဲ့အပြစ်ဒဏ်သင်အောင်မယ်အသူများစီကခိုးစိုးလူရပြီးတော့ပေးမယ်ဆိုရင်လည်းပဲရာဇဝတ်မှုကျူးလွန်ဒုစရိုက်မှုကျူးလွန်ပြီးတော့ထောင်ထဲနေကြအောင်မယ်အဲ့တော့ဘာဖြစ်လဲမင်းအကြက်တဲဖြစ်လာပြီသူ့ရှိတဲ့ငွေထုတ်ဖို့ချိန်တန်လာပြီပေါ့အဲ့ဒါဂရေ40မြုပ်ထားတဲ့ထဲကနည်းနည်းလေးယူပြီးတော့ရော့ပြားဒါသုံးဖို့ဆွဲဖို့ဆိုပေးတယ်ဒီငွေကြီးလွန်ခဲ့တဲ့12နှစ်12နှစ်19နှစ်လောက်ကငွေကြေးမှန်ဘယင်ကြီးသိတော့ဘယင်ကြီးရဲ့မောင်မမိတ်တန်ကသိတော့ဒီငွေကြေးကိုဘယင်ထံပို့သူ့လက်ထက်ကငွေနဲ့စိုက်ဝယ်ပြီးပွဲတော်အတွက်သုံးနောက်တစ်ခါပွဲတစ်ပွဲထပ်ကျင်ကြတော့လေဒီတိုင်းအဲ့တော့ကိုမကောသကငွေတွေဘယင်ထံရအောင်ဒီမျိုးသမီးကနေပို့တယ်နောက်ဆုံးဘာလို့တော့မင်းဒီမျိုးသမီးသားမီးနှစ်ယောက်ကပြန်သွားပြီကိုမကောသကသေးကြပြီတထေးဆိုတာစုံစမ်းသိလိုက်ရောအဲ့ဒီမှာဘယင်ရဲ့မူကြီးမရသေနာပရိတွေရောက်လာပြီးတော့ကိုမကောသကကိုဖမ်းတယ်ဖမ်းတော့ကိုမကောသကလေးအဲ့ဒီမှာဘာဖြစ်တော့မေးလိုက်တော့လိုက်သွားရတယ်လိုက်သွားပြီးတော့ဘယင်ထံရောက်တော့ဟဲ့မင်းပစ္စည်းဥစ္စာဘယ်လောက်ချမ်းသာလဲတထေးကြီးမော့လားဟာဘယ်ဟောမလဲကျွန်တော်သိရစားပါဗျာတထေးမဟုတ်ပါဘူးတထေးမဟုတ်ဘူးဆိုတော့မင်းငါ့ကိုမညာနဲ့မင်းမှာပစ္စည်းဥစ္စာများစွာရှိတယ်ဘယင်ကမေးမရှိရပါဘူးဒီလိုညင်းတယ်ငါဘယင်ကွာမင်းညင်းလို့မရဘူးဟောဒီမှာကြည်စမ်းမင်းသုံးနေတဲ့ပတ်စံတွေကြည်စမ်းဒါမင်းပတ်စံမှတ်မိလားဒီလိုပြတော့ဟာဒါငါပေးထားတဲ့ပတ်စံတွေပဲဆိုနန်းတွင်းနဲ့လက်ကြည့်တော့အဲ့ဒီမှာနန်းတွင်းစုဝတ်စုံတွေဝတ်ပြီးတော့သူ့အိမ်ကသူ့ရဲ့မျိုးသမီးနဲ့သူ့မျိုးသမီးရဲ့အမေကိုတွေ့လိုက်ရတယ်အဲ့ဒီမှာဘလို့မှညာလို့မရတော့ဘူးဆိုတာသိတော့မှဟုတ်ပါတယ်ဒါကျွန်တော်ပတ်စံတွေပါဘာဖြစ်လို့မင်းကဒီပစ္စည်းတွေကိုရှိရသမ်းမဲ့မပြောရတာလေတထေးလို့မနေတာလဲပေါ့ကျွန်တော်လေးတဲ့ကျွန်တော်မှမိကိုအားထားရမရှိဘူးမိကိုအားထားရမရှိဘဲနဲ့ကျွန်တော်မျိုးရဲ့ပစ္စည်းတွေထုတ်သုံးမဲ့ဆိုမင်းပြင်းမင်းတန်လဲသက်နိုင်တယ်ခိုးစိုးလူရဲ့လဲခံရနိုင်တယ်အဲ့ဒါတွေမျိုးစဉ်းစားပြီးတော့မှကျွန်တော်ဒါတွေမသုံးမဲ့နဲ့မိဘရဲ့အမွေနဲ့လေးဒီတိုင်းထားပြီးတော့ကိုယ့်ရဲ့ခွန်အားပလနဲ့ရတာလေးနဲ့ကျွန်တော်သုံးဆွဲပြီးတော့ထိန်းသိမ်းလေးနေနေတာပါဗျာတကယ်လို့ငါကနေမင်းကိုအမိပြုတ်ပေးလိုက်မယ်မင်းဟ
အန္တရာယ်မရှိသေးရဘူးဆိုမင်းပစ္စည်းတွေထုတ်ပြမလားအမလီဘယင်ကြီးအဲ့ဒါဆိုကျွန်တော်ဘယင်ကြီးကိုအပ်ပါတယ်ကျွန်တော်အသက်အန္တရာယ်မရှိဘူးကျွန်တော်ရဲ့စည်းစိမ်အန္တရာယ်မရှိဘူးဆိုရင်တော့အဲ့ဒီမှာဘယင်ကြီးကဒါဆိုရင်ကောင်းပြီဆိုပြီးတော့လှဲတွေနဲ့တိုက်ပြီးတော့အဲ့ဒီပစ္စည်းတွေကိုနန်းရင်ပြင်မှာပုံတယ်ရောကောင်းတို့ဂတိ40တဲ့ဗျာရာဇကြုံမျိုးတွေကလူတွေခေါ်မူကြီးမရသေနာပရိတွေခေါ်ပြီးတော့ဒီလောက်ချမ်းသာတဲ့ပုဂ္ဂိုလ်ဒီမှာရှိသလားလို့ပြေတော့မရှိဘူးတဲ့အဲ့ဒါနဲ့ကုမ္မာဂောသကကိုရာဇကြုံမျိုးရဲ့မဟာသစ္ထိတထေးကြီးဆိုပြီးတော့ယာတုပေးတာသူ့ရဲ့သမီးနဲ့လည်းဘာဖြစ်တော့ပေးသားတယ်ဆိုတော့ဒီကောင်လေးဘာဖြစ်သွားပြီဘယင်ရဲ့သမက်လည်းဖြစ်သွားပြီတထေးကြီးလည်းဖြစ်သွားပြီအဲကြောင့်စည်းစိမ်ဥစ္စာယရနာဆိုတာလိုချင်လွန်းအားကြီးရင်လည်းပဲမရတတ်ဘူးတဲ့မရလို့မဖြစ်ဘူးဆိုပြီးတော့ဒေါသစကြီးနဲ့ဖြစ်နေရင်လည်းပဲမရတတ်ဘူးတဲ့ဒေါသအားကြီးရင်လည်းစည်းစိမ်မရဘူးပေါ့လိုချင်မှုအားကြီးရင်လည်းစည်းစိမ်မရဘူးပေါ့ပြီးခြင်းအားကြီးရင်လည်းစည်းစိမ်ဥစ္စာမရဘူးအမှကိုအမှန်ကိုအမှပြောင်းပြန်မြင်နေရင်လည်းစည်းစိမ်ဥစ္စာမရဘူးတဲ့စည်းစိမ်ဥစ္စာရဖို့ရန်အတွက်အဲ့ဒါအဟံတန်6ပါးလို့ဒီလိုခေါ်တယ်ပါဠိလိုတော့និဝရဏ6ပါးပေါ့និဝရဏဆိုတာပိတ်ဆို့တာကာမိသနာនិဝရဏလိုချင်မှုတွေဒါအားကြီးလာရင်အဲ့ပုဂ္ဂိုလ်မရဗျာပါဒនិဝရဏမရလို့ကမဖြစ်ဘူးမရရင်မင်းတတ်ပြမယ်ဘာညာဒေါသတွေဖြစ်လာရင်လည်းစည်းစိမ်ဥစ္စာမရတတ်နောက်တကထိနာမိတာပြီးတာတွေအားကြီးရင်လည်းအဲ့ဒီပုဂ္ဂိုလ်ချမ်းသာဖို့ရမလွယ်ဩဒေဇကိုကိုဇစိတ်တွေပြန့်လွင်ပြီးတော့နေမယ်ဆိုရင်လည်းမချမ်းသာဘူးတဲ့ယုံမတန်တရားတွေအားကြီးရင်လည်းပဲချမ်းသာဖို့မဖြစ်နိုင်အမကိုမှအမှန်ကိုမှပြောင်းပြန်မြင်တတ်ရင်လည်းမချမ်းသာဘူးတဲ့ဒီနေရာမှာကုမ္မာဂောသကအဲ့ဓာတွေအလုံးကိုထိမ့်ချုပ်နိုင်တဲ့တွန်းလှန်နိုင်တဲ့ဘုံ၅ပါးလက်ကင်ထားလို့ဒီနေရာမှာချမ်းသာတဲ့တထေဖြစ်တယ်လို့ပညာရှင်တွေကဒီလိုသုံးသပ်ကြတယ်ဘုရားဟိတောပရိသမှာဘဝပြည့်ကြောင်းဆိုပြီးတော့၄ပါးရှိတယ်ရူပကာယနဲ့ပြည့်စုံရင်လည်းဘဝပြည့်တတ်တယ်အမှန်တန်ရုပ်ချောမောတဲ့ပုဂ္ဂိုလ်တွေကမျိုးမျိုးဝိုင်းဝိုင်းပြီးတော့နေကြမယ်ဝိုင်းဝိုင်းလေတဲ့နောက်ကိုตายရပြီးတော့သွားမယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်လည်းဘဝပြည့်တတ်တယ်နောက်တစ်ခါနံပါတ်2ကဥစ္စာဒနာပြည့်စုံတယ်ဥစ္စာဒနာပြည့်စုံပြီးတော့ကိုယ့်ကိုယ်ပညာနဲ့မထိနိုင်တဲ့ပုဂ္ဂိုလ်လည်းဘဝပြည့်တတ်တယ်ဥစ္စာရဏပြည့်စုံလိုက်လဲဝိုင်းဝိုင်းလဲလဲမယ်ဝိုင်းဝိုင်းလဲတဲ့နောက်ကိုလဲလိုက်သွားလိုက်ပြီးဆိုဘဝပြတ်တော့တာပဲနောက်တကအာနာရှိခြင်းနဲ့အာနာရှိလိုက်ရင်လည်းဘဝပြတ်တတ်တယ်အဲ့ဒီအာနာကိုပညာနဲ့ထိနိုင်မထိနိုင်ရင်အဲ့ဒီမှာကိုယ်အာနာနောက်ကိုကောင်းကောင်းသုံးမချတတ်ရင်လည်းဘဝပြတ်တတ်တယ်နောက်တကအမှန်ကိုအမှားကိုအမှန်ပေါ့အမှန်နဲ့အမှားကိုဆုံးဖြတ်ချက်မချနိုင်ရင်လည်းပဲဘဝပြတ်တတ်တယ်ဘဝပြတ်ကြောင်း၄ပါးအမှန်နဲ့မှမဆုံးပြတ်နိုင်ဘူးအရင်လူပြောတာယုံနောက်လူပြောတာအမှားနောက်တခါအမှန်မှအမှားတွေပြောင်းပြန်နေဖြစ်လာရင်အဲ့ဒီပုဂ္ဂိုလ်လည်းဘဝပြည့်ကြောင်းပဲဆိုပြီးဟိတောပရိသမှာဘဝပြည့်ကြောင်း၄ပါးအခုကုမ္မာဂောသကကိုကြည့်လိုက်သူ့ရဲ့စိတ်ကိုသူထိန်းပြီးတော့ကိုဘဝလူငယ်ဘဝကိုထိန်းသိမ်းလေးနဲ့နေသွားအောလုံးလို့တဲ့တထေရာတုပေးပြီးတော့သူသမီးနဲ့ပေးသားပြီးဗိမိတာရမင်းကအဲ့ဒီကုမ္မာဂောသကကိုမြတ်စွာဘုရားထံခေါ်သွားမြတ်စွာဘုရားထံခေါ်ပြီးတော့မြတ်စွာဘုရားကိုကုမ္မာဂောသကရဲ့ဂုဏ်တွေချီးမွမ်းတယ်လူငယ်တယောက်ဖြစ်ပြီးတီတီကြီးကြီးနဲ့နေတတ်တာဗျာဒီလိုလူငယ်တွေယနေ့ခေတ်မှာအလွန်ရှားတယ်တီကြီးလိုက်တဲ့လူလိမ္မာလိုက်တဲ့လူအေးဆေးလိုက်တဲ့လူဆိုမြတ်စွာဘုရားကိုချီးမွမ်းမြတ်စွာဘုရားကိုသူကကုမ္မာဂောသကကြောင့်နေချီးမွမ်းကဖွင့်ပြတော့မြတ်စွာဘုရားကပြောတာအဲ့ဒီမှာစောစောကပြောခဲ့တဲ့ဂါထာတထေကြီးတဲ့ထားကြွလုံလဝရိယရှိတဲ့ပုဂ္ဂိုလ်ဟာချမ်းသာလေတတိရှိတဲ့ပုဂ္ဂိုလ်ဟာလည်းပဲချမ်းသာလေသူစိတ်ကံမှာကာယကံမှုကိုခိုးခြင်းလည်းမရှိဘူးသူများဥစ္စာမခိုးဘူးသူများသူကိုလည်းမတတ်ဘူးနောက်တကခန္ဓာကိုယ်နဲ့သူများအိမ်ရလည်းမချွတ်ကြော်ဘူးတဲ့ကာယကံစင့်ကြဲတယ်ဆိုတာအဲ့ဒါမျိုးပြောတာအဲ့ဒီပုဂ္ဂိုလ်မျိုးလည်းပဲချမ်းသာတယ်နိဒာနမကာရီတော့စဉ်းစားဆွေးနွေးသုံးသပ်လက်ရှိတဲ့ပုဂ္ဂိုလ်လည်းပဲချမ်းသာတယ်ဓမ္မဇီဝိနောတရားနဲ့အညီသက်မွေးတဲ့ပုဂ္ဂိုလ်လည်းချမ်းသာတယ်တဲ့သင်္ကြန်တတ်တာကိုယ်ရဲ့နှုတ်ရဲ့ထိမ့်နေတာကိုယ်တဲ့လှုပ်ချင်ရလှုပ်လိုက်မယ်ပါဇက်နဲ့ပြောချင်ရပြောလိုက်ပါဇက်ကထွက်သွားပြီးရောကိုယ်စကားဘယ်ရောက်မှမသိဒါမျိုးမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ပါဇက်ကိုလည်းကိုယ်ထိမ့်
ကိုယ့်ရဲ့ခန္ဓာကိုယ်လည်းကိုယ်ထိန်ကိုယ့်ရဲ့နှုတ်ကိုလည်းကိုယ်ထိန်အဲ့ဒီပုဂ္ဂိုလ်မျိုးဟာဘဝကြီးပွားတယ်အပမတ္တမမေ့မလျော်လဲနေကြမယ်ဆိုရင်တော့ယတ်သောဘိဂုတတိစည်းစိမ်ဥစ္စာယရဏတွေကကုမ္မဂောသကတွေမဟုတ်ပါဘူးဘယ်လိုပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ချမ်းသာပါတယ်ကြီးပွားပါတယ်ဆိုမြတ်စွာဘုရားကအဲ့ဒီမှာဟောတာပါဩဒါနာဝတ္တောတတိမတောသူစိကမ္မတာနိသမ္မဂါရိနောသေညတတဓမ္မဇီဝိနောအပမတ္တသာယသောဘိဂုတတိတိဩဒါနာဝတ္တောထကြွလုံးလာဝရိယလည်းရှိပေတတ်သောတတိမတောတတိရှိပေတတ်သောသူစိကမ္မတာစင်ကြယ်သောကာယကံမှုရှိပေတတ်သောနိသမ္မဂါရိနောသုဇစင်ញင်သုံးသပ်လည်းရှိပေတတ်သောသေညတတကိုနှုတ်နှလုံးကိုလည်းပဲထိမ့်သိမ်းဆောင်ရှောက်လေးရှိပေတတ်သောဓမ္မဇီဝိနောတရားနဲ့အညီသမွေးလေးရှိပေတတ်သောအပမတ္တသမမိတ်မလျော်သောပုဂ္ဂိုလ်အားယသောချွေရန်ကြောသောစီစဉ်ဥစ္စာယရဏတို့သည်ဘိဂုတတိတဏိတကြဒီရေလာကဲ့သို့တိုးတက်ပါရဲ့လို့ဘဂဝါဘုန်းတော်၆ပါးသခင်ဘုရားရှင်ကိုရောမြတ်ကတေတေတိကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပေတည်းတရားဒေသနာကိုတရားစိုက်ပြီးနာနေတဲ့ကုမ္မဂောသကကနှစ်သက်ခြင်းပိဋိငြိမ်အေးခြင်းပတ္တတိချမ်းသာခြင်းဒုက္ခတည်ကြည်ခြင်းသမာဓိအမှန်တိုင်းသိခြင်းယထာဘူတလို့ခေါ်တဲ့တရားတွေစစ်စစ်တက်ပြီးတော့ကာရပရိယောတန်နေကာထတော်ရဲ့အစုံမှာတော့ဒေသနာပရိယောတန်နေဒေသနာတော်ရဲ့အစုံမှာတော့သောတပတ္တိဖလေသောတပတ္တိဖို့၌ပဋိဋ္ဌဟိကောင်းစွာမသွေတည်တော်မူခဲ့ပါပေတည်းဒီကတိဥဋ္ဌာဏတကြွလုံးလာဝရိယရှိရပါမယ်နှစ်တတိမတော်တတိရှိရမယ်သုံးကသူစိကမ္မကာယကံမှုစင်ကြယ်ရလေးကနိသမ္မာဂါရိနောစဉ်းစားဆင်ခြင်သုံးတတ်တဲ့အလေးထားရှိရနောက်တကနံပါတ်5ကတင်ညတတကိုယ်နှုတ်နှလုံးကိုလည်းပဲစောင့်သုံးရမယ်နံပါတ်6ကဓမ္မဇီဝီနောတရားနဲ့ညီတဲ့သမွေးမှုဖြစ်ရမယ်အပမတ္တသာမမေ့မလျော့ဘူးဆိုရင်ဒီအင်္ဂါ9ပါးလက်ကင်ထားတဲ့ပုဂ္ဂိုလ်မျိုးဟာရသောဘိဂုတတိချမ်းသာကြောင်းဖြစ်ပါတဲ့သူတော်ကောင်းတို့အဲဒါကြောင့်တရားချေခင်သူတော်စင်များဤတရားဤဒေသနာတော်ကိုနာပြီးတော့မှမိမိရဲ့ထကြလုံးလဝရိယတတိနဲ့ထိန်မိမိရဲ့ဘဝကိုတက်တက်ကြွကြွရှိရမယ်တတိနဲ့ထိန်ရမယ်စင်ကြယ်သောကာယကံမှုတွေရှိပြီးတော့မှချမ်းသာတဲ့ဘဝပိုင်ဆိုင်တဲ့ပုဂ္ဂိုလ်များဖြစ်ကြပါစေလို့ဆုတောင်းပေးနေပဲဒေသနာဏီကုံကံပါဖုံးကြပါစို့ဤမန္ဓမ္မဒေသနာဤတရားဒေသနာတော်ကိုသုတ္တဝါနာကြားနာရပြီးတော့မှတော်မေတရားကိုချစ်ခင်စိတ်ကောင်းဝင်ကြကုန်သောသင်္တော်ကောင်းပေါင်းတို့မှာဒုံမကံလမ်းမနီမခရီးမကိုဝိဝဇိတဝါရှောင်ရှားနိုင်ကြကုန်သည်ဖြစ်၍ဒုံမကံလမ်းမနီမခရီးမှန်ကိုဥဆုံးဖြောင်းဖြောင်းမတ်မှန်ရန်သူကောင်းစွာမသွေလိုက်သွားနိုင်ကြပါစေကုန်သတည်း